လာမိုင်းညာ၏အမောင်တို့သည်တောင်တန်းတစ်ခုလုံးကိုစောင်မဲကြီးတစ်ထည်ကဲ့သို့လွှမ်းခြုံထားတယ်။တောအုပ်ကြီး၏အေးဆက်ဆက်လေးတွေကတရွက်ချောင်များကြားတရှဲရှဲတိုက်ခတ်နေပြီးခွေးဟူတန်းတချို့ကတိတ်ဆိတ်မှုကိုခဏတာဖြိုခွဲတယ်။ထိုအမောင်ရိပ်ကြားတွင်လူ၄ယောက်သည်ဖျားပြက်ကြီးရှိရာတောင်ကုန်းပေါ်သို့တိတ်ကစိတ်တက်လာကြတယ်။သူတို့သည်ရွာကြီးသားငထွေးနှင့်သူ၏တပည့်များဖြစ်သောဖိုးတုံအောင်ကြီးမောင်စိန်တို့ဖြစ်ကြတယ်။တောင်ကုန်းပေါ်သို့တက်ရလမ်းမှာကြောက်တုံးကြောက်ခဲများပြန့်ကျဲနေပြီးခြုံလေပိတ်ပေါင်းများကလည်းခရီးကျန်းကိုပုံမိုး၍ဆိုးရွားစေတယ်။မမြင်ရသောမွေကင်းများရှိမည်ကိုစိုးရိမ်စိတ်ဖြင့်ခြေလမ်းတိုင်းကိုသတိထားရတယ်။ဖိုးတုတ်ကကင်ထားသောမီးတုပ်ရောင်အောက်တွင်သူတို့၏မျက်နှာများမှာချွေးတီးနေပြီးစိုးရိမ်စိတ်နှင့်စွန့်စားလိုစိတ်တို့ရောရှက်နေကြတယ်။သူတို့၏ရည်ရွယ်ချက်မှာမြို့မှပြန်လာသောအကိုဝင်းခွဲတယောက်၏စကားတစ်ခွန်းမှအစပြုခဲ့တယ်။တနေ့တွင်မြို့ကြီးမှအလဲရောက်လာသောငထွေး၏အကိုဝမ်းခွဲဘာတင်ကခရီးဝိုင်းတွင်ကြွားဝါပြောဆိုနေတယ်။မင်းတို့တောရမှာကတော့ဓာတ်တို့လှန်တို့ပဲရှိရလားကွ။မြို့မှာတော့အာနာဆိုတာတနတ်ပဲ။အထူးသဖြင့်6လုံးပြူခါးကြမှာအဲ့ဒါလေးများထိုးထားရင်ဘယ်ကောင်းမှမင်းကိုလာမဆန်းရဲဘူး။မထွေး၏မျက်လုံးများအယောင်တောက်သွားတယ်။သူသည်သူ့တပည့်3ယောက်ကိုမင်းငေါ်ပြရင်ငါတို့လိုလူတွေကဘလို့လို့ရနိုင်မှာလဲကွာ။ဘာတင်ကရှိတယ်။လွယ်တော့မလွယ်ဘူး။ဒါပေမဲ့နီးလန့်တော့ရှိတယ်။မြို့ပိုင်မင်းတို့ပလိတ်ဘိုတို့ဆိုတာရှေးဟောင်းပစ္စည်းဆိုတိတ်ကြိုက်ကြတာ။မင်းတို့ဒီကနေရှေးဟောင်းအဖိုးတန်ပစ္စည်းရှာနိုင်ရင်သူတို့အတွက်ဖိုးတန်ရတနာပဲအဲ့လိုဟာမျိုးကိုသွားဆက်တနိုင်ရင်လူကလေးမောင်မင်းတော်ရဲဆိုပြီးစုတော်ငွေနဲ့အတူ6လုံးပြူတစ်လက်လောက်တော့ချီးမြှင့်လိုက်ကြရောအောင်ကြီးကချက်ချင်းဝင်ပြောတယ်ကိုထွေးဒါဆိုရင်ရှေ့ရက်ကရွာထိပ်ကဖျားပြက်ကြီးပြိုတယ်အဲ့မှာသွားရှာကြမလားထိုစကားသည်ငထွေးရင်ထဲသို့မြားတစ်စင်းကဲ့သို့စိုက်ဝင်သွားတယ်6လုံးပြူအာနာသူဤစိတ်ကူးထဲတွင်6လုံးပြူကင်ကသူ့တပည့်3ယောက်နှင့်အတူရွာထဲတွင်ဘဝင်ညင့်စွာရှောက်လန်းနေသောသူဤပုံရိပ်ကထင်ထင်ရှားရှားပေါ်လာတယ်။သူ့ကိုမလေးစားဘူးသူတိုင်းကခေါင်းငုံယိုသေးပေးနေကြတယ်။သူပြောသမျှအမိန့်တွေကရွာမှာဥပဒေဖြစ်နေပြီးဘသူကမှသူ့ကိုပြန်မပြောဝင်ကြတော့6လုံးပြူဤစွမ်းအားကသူ့လက်ထဲတွင်ရှိနေတယ်ဟုသူမြင်ရောက်နေတယ်။ဖျားပြက်နှင့်ပတ်သက်သောကြောက်မက်ဖွယ်ရာသတိပေးစကားများအားလုံးသည်ထိုပုံရိပ်အောက်တွင်မှေးမိန်ပြောက်ကွယ်သွားတော့တယ်။ကဲဟဲ့အောင်လေလာကွယ်ညကြရင်ငါနဲ့လိုက်ခဲ့ကြ။ဖျားပြက်ထဲကတခုခုတော့ငါတို့ရအောင်ယူမယ်။ရလာရင်ငါတို့အားလုံးဒီရွာမှာပြင်းမယ်။ငါအစဉ်ပြေရင်မင်းတို့လည်းသိပါတယ်။ထို့ကြောင့်မင်းလာမညတညတွင်သူတို့သည်ပြိုကျနေသောဖျားကြီး၏ဌာပနာတိုက်အဟောင်းတွင်သို့တွားသွားဝင်ရောက်ခဲ့ကြတယ်။အားအကြီးဆုံးဖိုးတုတ်ကမီးတုပ်ကိုကင်ထားတယ်။မီးတုပ်အယောင်အောက်တွင်တပ်ပယ်စွာကိန်းဝတ်နေသောကြောက်စင်းနုတော်တစုကိုဖူးတွေ့ရတယ်။ဖျားစင်းနုတော်၏အထက်မျက်နှာချက်တွင်မူအသက်ဝင်လှသောကြောင်နဂါးရုပ်ကြီးတစ်ကောင်ကဗပြင်းထောင်ကစူးစိုက်ကြည့်နေသည်။ထိုနဂါးကြီး၏နှစ်ဖူးအလဲတဲ့တဲ့တွင်လူလက်သီးဆုပ်ခန့်ရှိသောဗရမ များကြီးတစ်လုံးကအနီရောင်အလင်းတန်းများဖြင့်လင်းလက်နေတယ်။ဟာငါ6လုံးပြူရပြီ။ငထွေးကတိုးတိုးလေးကျုံသွားလိုက်တယ်။သူသည်ကြောင်နဂါးကြီးပေါ်သို့တက်ခါဓမြောင်ဖြင့်ဗရမ များကိုကလော်ထုတ်ရန်ကြိုးစားတယ်။ချွေးများရွှဲနစ်ခါအားကုန်သုံး၍ကလော်ထုတ်လိုက်သည့်အခါကျွတ်ခနဲအတန်နှင့်အတူဗရမ များကြီးဟာသူ၏လက်ထဲသို့ပါလာတယ်။ထိုအခိုက်တန့်တွင်ပင်ဌာပနာတိုက်တစ်ခုလုံးမြေငလင်လောက်ခတ်တဲ့ကဲ့သို့ပြင်းထန်စွာတုန်ခါသွားတယ်။မီးတုပ်လည်းမြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးချက်ချင်းပင်ငြိမ်သွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးပိမ့်ပိတ်မှောင်သွားတယ်။ထို့နောက်တွင်သူတို့သည်အလွန်ကြီးမားသောလူကြီးတစ်ယောက်၏ခြေတံကဲ့သို့သောလေးလံသည့်လမ်းလျှောက်တန်ကြီးကိုဌာပနာတိုက်အပြင်ဘက်မှကြားလိုက်ရတယ်။ခြေတလန်းလှမ်းလိုက်တိုင်းမြေကြီးတစ်ခုလုံးတုန်ခါသွားတယ်။ပြေးကြဟေးပြေးကြအောင်ကြီးကထိလန့်တကြားနဲ့អော်လိုက်တယ်။သူတို့4ယောက်သာအမှောင်ထဲတွင်တိုးဝေကအပြင်သို့ထွက်ပြေးရန်ကြိုးစားကြတယ်။ထို့စဉ်ငထွေး၏လက်ထဲမှဗရမ များသည်အနီရောင်အလေးရောင်ကြောင့်သူတို့မြင်လိုက်ရသည့်မြင်ကွင်းကိုသွေးပြတ်မတက်ကြောက်လန့်သွားကြတယ်။သူတို့၏ပတ်ပတ်လည်တွင်မွေငယ်မွေကြီးအကောင်ညာပေါင်းများစွာကတရှုရှုမြည်တမ်းပေးကတွားလာနေကြတယ်။
ငွေများဤမျက်လုံးများသည်အမောင်ထဲတွင်မီးစိမ်းကလေးများကဲ့သို့တစ်ခက်ခက်တောက်နေတယ်။နောက်မှဒုံဒုံဒုံဟူသောခြေတံကြီးကလိုက်လာနေစေ။နောက်ဆုံးတွင်သူတို့တယောက်တနေရာစီတောထဲကိုဝင်ရောက်ပြောက်ကွယ်သွားကြတော့တယ်။